ဒီကျေတို့ကနောက်ထပ်အပိုင်းနဲ့chapter 2ရှယ်ထားတယ်မြင်ရလားကလေးတို့ဘက်မှာပြောင်းသွားပြီလားမြင်ရလား မြင်ရပါတယ်ဒီရှင် reply လေးတော့လာပါအောင် ဟုတ်မြင်ရပါတယ် ရောက်ခဲ့ဟုတ်ပြီကျေတို့chapter 2ကကြတော့ exponent တွေကျေတို့က root တွေပေါ့နော်ထပ်ကိန်းတွေထညွှန်းတွေကိုပြောတာ roots တွေနဲ့ numbers property ကြောင့်နေလာပေါ့ဒါဆိုရင်ကြည့်အောင်ဒါကတော့သိပြီးသားပဲဒါပေမဲ့ကျေတို့အခြေခံလေးကနေပြန်ပြီးတော့ထည့်ပေးထားတာပေါ့နော်ခုနကတော့2 square တွေ2 cube တွေ2 power 4တွေသိပြီးသားဆိုတော့သိပြီးသားပါပဲနှစ်ငါးလုံးမြောက်တယ်ဆိုရင်ကျေတို့က short form အနေနဲ့ဘယ်လိုမျိုးရေးလို့ရတော့တဲ့နှစ်ငါးလုံးမြောက်တယ်ဆိုကျေတို့ကအဲ့တိုင်းမေးတော့ဘူး2 power 5ဆိုပြီးမှရေးမယ်13ကမြောက်တယ်ဆိုရင်ရော10 power 10 cubed ဟုတ်တယ် y ဘယ်နှလုံးလုံး2 4 6 y 9လုံးမြောက်တယ်ဆိုရင်ရော power 7ဆိုပြီးတော့မှရေးလို့ရတယ်ပေါ့နော်ဒါဆိုရင်ခြေတို့ကအဲ့ဒီရေးတဲ့ပုံစံလေးတွေကိုခြေတို့ကဘယ်လိုပြောတော့ဆိုတော့တဲ့ဒီလိုမျိုးဥပမာ5 multiplies itself 3 times 5ကိုသူကိုယ်တိုင်နဲ့3ခါမြောက်တယ်ဆိုရင်ခြေတို့က5 q လို့သုံးတယ်5 to the power 3လို့သုံးတယ်ပေါ့နော်အဲ့မှာခြေတို့ရေးလိုက်တဲ့ file လေးကိုခြေတို့က base လို့ခေါ်တယ်အခြေပေါ့နော်အပေါ်ကခြေတို့အပေါ်ညာဘက်ထောင်လေးမှာတင်လိုက်တဲ့ကိန်းလေးကိုကြတော့ exponent ထညွှန်းလို့ခေါ်ပါတယ်နော်အဲ့မှာတခါလေးမှာခြေတို့ကမိတတ်တယ်ဟုတ်လား2 square က4ဆိုတော့ခြေတို့ကဟုတ်လား2q ဆိုရင်6ဆိုပြီးတော့လွဲတတ်ပါတယ်အဲ့လိုမဟုတ်ပါဘူးခြေတို့က 2q ဆိုရင်2ကိုသူကိုယ်တိုင်နဲ့ဘယ်နှခါမြောက်တာတုံးဆိုတော့3ခါမြောက်တာဖြစ်တဲ့အတွက်2 2လီ4 4 2လီ8ပါ5ဒီမှာဆိုရင်လည်း5 to the power 3ဆိုတာကလည်း9နဲ့3နဲ့မြောက်တာမဟုတ်ဘူး9ကို3ကမြောက်တာပါ955ပေါ့နော်9 5လီ25 25 5လီ125ရပါတယ်ပေါ့နော်ဒါလေးတွေကိုခြေတို့ကထပ်ကိန်းပေါ့နော် exponent form လို့ပြောပါတယ်အောက်ခြေထောင်မှာရေးတာဒီ base မှာပါပေါ့နော်အပေါ်ညာဘက်ထောင်လေးမှာရေးထားတာဒီ exponent ထညွှန်းလို့ခေါ်ပါတယ်ဒီ exponent form ရေးတဲ့ဥပမာနော်နေ့ကိုလောက်တာပါပြရဒါဆိုစက်ကြည့်ရအောင်ဒါကတော့ကျတို့ဒါဆိုရင်နှစ်ထပ်ကိန်းနေသုံးထပ်ကိန်းနေတော့နည်းနည်းလေးသိဖို့လိုတယ် perfect square တွေပေါ့နော် perfect cube တွေတော်တော်များများတော့သိလောက်ပါတယ်ကလေးတို့ဟွာလောက်တော့သိလောက်ပါတယ်73 14 15 16လောက်ထိတော့သိမယ်ထင်တယ်အားလုံးမမိသေးလား16နှစ်ထပ်ပေါ့နော်2နှစ်ထပ်ဆိုရင်4 3နှစ်ထပ်ဆိုရင်9 4နှစ်ထပ်ဆိုရင်16 5နှစ်ထပ်ဆိုရင်25 10ထိတော့သိတယ်17ဆိုရင်121 12ဆိုရင်144 73ဆိုရင်ဘယ်လောက်တော့169 73ဆိုရင်73 169 14ဆိုရင်196 196 196 15ဆိုရင်225 220က16ဆိုရင်256 256ရတယ်အဲ့လောက်လေးသိရပြီခြေတို့ကအဲ့လောက်လေးတော့ခြေတို့ကအလွယ်သိဖို့လို့မဟုတ်ရင်ခြေတို့ကဟိုတွေးလိုက်တာ calculator သွားနှိပ်အချိန်ကြာတယ်လေ calculator ကကိုကမကျွမ်းကျင်နေဘူးဆိုရင်အချိန်ကြာတယ်အဲ့လိုမျိုးပဲခြေတို့က root တွေဆိုလည်းသိရမယ်ဒါက square root of 4เนาะဒါခြေတို့က root ယူလိုက်မယ်ဆို square root of 4ဆိုရင်2ပြန်ရတယ် square root of 9ဆိုရင်3ပြန်ရတယ် square root of 16ဆိုရင်4ပြန်ရတယ်ပေါ့เนาะအဲ့လိုမျိုးပဲခြေတို့ကပြန်ရပါမယ်ခြေတို့ဒီနှစ်ထပ်ကိန်းအတိအကျတင်လို့ရတဲ့ကိန်းတွေကို perfect square လို့ခေါ်ပါတယ်ပေါ့နော်နှစ်ထပ်ကိန်းတွေလို့ပြောတယ်သုံးဓာတ်တွေဆိုရင်လည်းရတယ်သုံးဓာတ်ကတော့အများကြီးမသိတာဘူးကလေးတို့6လောက်ထိတော့သိထားရင်တော့အဆင်ပြေရပေါ့နော်6 3ဓာတ်လောက်ထိပေါ့နှစ်3ဓာတ်ဆို8 3 3ဓာတ်ဆိုရင်29 4 3ဓာတ်ဆိုရင်64 5 3ဓာတ်ဆိုရင်125 6 3ဓာတ်ဆိုရင်216ခွန်3ဓာတ်ဆိုရင်343ပေါ့နော်အများကြီးမသိတော့ရတယ်ခွန်ဒါမှမဟုတ်6လောက်ထိပြီးတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ခြေတို့မြန်တွက်လို့ရတယ်အဲ့လိုမျိုးပဲခြေတို့ကကျူရူof 8ဆိုရင်2ပြန်ရမယ်ကျူရူof 27ဆိုရင်3ပြန်ရမယ်ကျူရူof 64ဆိုရင်4ပြန်ရပါလိမ့်မယ်ဒါတွေကိုခြေတို့က perfect square တို့ perfect cube တို့ခေါ်ပါတယ်
အဲ့မှာခြေတို့က square root ထဲမှာဆိုရင်ဒါကလေးတို့လည်းသိပြီးသားပါ square root of -4 ရှိလား root ထဲမှာ minus ရှိတာမရှိဘူးတော့ဘာလို့မရှိတာတော့ဆိုတော့ခြေတို့က -4 ဆိုရင်ခြေတို့က4ဆိုမှသာလင်းခြေတို့ကဘာလို့ဆိုတော့ plus or minus 2 ထွက်မှာပေါ့နော်ဒါက root ဆိုတာခြေတို့ကနှစ်ထပ်ဖြစ်ရမှာလေဒီမှာ plus or minus 2 square ဆိုရင်ခြေတို့ကဘာပဲပြန်ထွက်မှာဆိုတော့အပေါင်းနှစ်ခါအပေါင်းကိုနှစ်ထပ်ကိန်းတင်တာဖြစ်နိုင်တယ်အနှုတ်ကိုအနှစ်ထပ်ကိန်းတင်တာဖြစ်နိုင်တယ်ဒီလိုမျိုး -4 ဆိုရင်ခြေတို့နှစ်ထပ်တင်လိုက်ရင်ပလက်ပဲထွက်မှာလေပလက်ဒါမှမဟုတ်ရင် minus ပဲထွက်မှာဒီမှာ -4 ကြီးဖြစ်တဲ့အတွက်ခြေတို့ကမဖြစ်တာပေါ့နော်ဒါကြောင့်လို့ခြေတို့root ထဲမှာ minus ပါတာဒီ impossible ပါဥပမာroot of -60 ဆိုရင် impossible ပဲနော် root ထဲမှာ minus ရှိနေတာဒီလုံးဝမဖြစ်နိုင်ပါဘူးခြေတို့ကအပေါင်းနဲ့အနှုတ်နဲ့နှစ်ခုထွက်တယ်ဘာလို့ဆိုနှစ်ထပ်တင်လိုက်ရင်အနှုတ်ကို minus ကိုနှစ်ထပ်တင်ရင်ဘာပဲဖြစ်မှာဆိုပလက်ပဲထွက်ပါလေအဲ့ဒါကြောင့်လို့ပါဘောနော်အနှုတ်ကိန်းဒီမဖြစ်နိုင်ပါဘူးတဲ့ဒါပေမဲ့ root ထဲကနေထွက်ရင်တော့ plus or minus 2နှစ်ခုစလုံးဖြစ်နိုင်တယ်ဘောနော် plus 2ကလည်း4ဖြစ်နိုင်တယ်လို့ minus 2ကလည်း4ဖြစ်နိုင်တာဖြစ်တဲ့အတွက်0 square root တွေကနေထွက်ရင်တော့ကိန်းဒီနှစ်ခုစလုံးဒီ possible answer ဒီနှစ်ခုဖြစ်နိုင်တယ် plus 2သို့မဟုတ် minus 2ဖြစ်နိုင်ဒါပေမဲ့root -4 ဆိုတာနော်မရှိပါဘူးနောက်တစ်ခုကကြတော့ကျတို့ကျူရုတွေပေါ့နော်ကျူရုတွေဆိုရင်တော့အမြဲတမ်းနော်ကျူရု of minus ပေါ့နော် minus တွေဆိုရင်တော့အမြဲတမ်းဘာပဲထွက်တော့ဆို minus ပဲပြန်ထွက်ပါတယ်ဒါတော့သိပါတယ်ကလေးတော့ minus ဆိုရင် -8 ဆိုရင်မှာလို့ဆိုတော့ -2 3ဖြစ်တဲ့အတွက်ခြေတို့က -3ပြောင်းရင် minus ပဲပြန်ထွက်တာဖြစ်တဲ့အတွက်ကျူရုထဲမှာ minus ကတော့ရှိနိုင်တယ်သူဒီ minus ပဲပြန်ထွက်ပါတယ်နော်ပြန်ထွက်တယ်ဆိုပြီးတော့မှပြောထားတာပါဒါနည်းနည်းကလေးတို့သတိထားမိအောင်လို့ပါ square root ထဲမှာ minus မရှိဘူးကျူရုမှာတော့ minus လည်းရှိလို့ရတယ် plus လည်းရှိလို့ရတယ်ဒါလေးမှတ်ထားဖို့လိုပါတယ်ဟုတ်ပြီအဲ့ဆိုရင်ဒါလေးတွက်ကြည့်ပါအောင်ခဏကိုလီတာမသုံးနဲ့နော်ဒီတိုင်းလေးပဲကိုယ့်အကိုပဲဟုတ်ပြီဒါဆိုရင် number 2ကဘယ်လောက်ရတော့ကလေးတို့ဖြေတစ်ချက်ကိုပြောပြပါဦး 3 root 2 3 root 2ဟုတ်ပြီဒါဆိုခဏ store ရှေ့တည်ပြင်လို့လားစာရေးမရဒါဆိုရင်3 root 2ကျန်တဲ့လူတွေရောရတယ်နော်ဒါလေးကဒါဆိုရင်အတူပဲမတွက်ပြတော့ဘူးနောက်တစ်ခု number 3ရော 2 root 10 2 root 10ဟုတ်ပြီကျန်number 4ရော 10 root 3 10 root 3ဟုတ်တယ်နော်103နီး300ဆိုတော့ဟုတ်ပြီ number 5ကရော 2 root 6 2 root 6ဟုတ်လား root 6လေးလေး20လေးဟုတ်ပြီ number 6ကရော 2 root 2 root 2ဟုတ်လားဟုတ်တယ်နော်နောက်တစ်ခု number 7 check hello teacher ပြောကလေး ဟိုမှာလေ teacher 2 root 2မဟုတ်လား teacher square root မဟုတ်ပဲ ဟုတ်တယ်ချူနော်ချူပါဆိုဟုတ်ပါတယ်နောက်တစ်ခုရော number 7 4 root 2 root 2ဟုတ်ပြီ4 2 or 2ဟုတ်ပြီ number ဒါဘယ်လောက်ရမလို့ 3 2 or 3ဟုတ်တယ် number 9 5 root 3 5 2 or 3 okay number 10 2 root 100 2 2 or
100ဆိုပြီးတော့မှရပါလိမ့်မယ်ရလားကျန်တဲ့လူတွေမရရင်ခြေကိုပြောခြေပြန်တွက်ပြီးမယ်ဒါအဖြေတွေပဲခြေဒီတိုင်းလိုက်ရေးလိုက်တာမရတဲ့ပုံစံပိုင်းခြေကိုပြန်ပြောခြေပြန်ပြောပြီးမယ်ရလားရတယ်လား ရပါတယ်ဒီချေ ရပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်ခြေတို့ခဏလေးတော့နည်းနည်းလေးပြန်ကြည့်စီရအောင်နောက်ထပ်အဲ့ဒါဆိုရင်ခြေဒီနားလေးနဲ့ပဲရက်လိုက်ပါနော်နောက်တစ်ပတ်မှာပဲခြေဆက်လိုက်ပါမယ် chapter 2ဒီနားလေးနဲ့ပဲရက်လိုက်ပါ